ဒီလူမှာအချိန်ကိုရက်တက်နိုင်တဲ့စွမ်းအားတစ်ခုရှိပါတယ်သူကစူပါမားကတ်ထဲမှာဝင်ထွက်သွားလာနေတဲ့အမျိုးသမီးတွေကိုကြည့်ရတာကြိုက်တယ်ဒီနေ့မှာတော့ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကသူ့အာယုံကိုဖန်ဆားသွားခဲ့တယ်သူကအချိန်ကိုရက်ပြီးသူမကိုတေးသေးချာချာအကဲခတ်ကြည့်ရှုခဲ့တယ်သူမကအရန်ကိုဆွဲဆောင်မှုရှိလုံးလို့သူမျက်တောင်မခတ်တန်းကြည့်နေမိတယ်ဒါပေမဲ့သူကတင်ထင်တယ်လို့မျိုးတော့မလုပ်ခဲ့ပါဘူးတကယ်တော့သူကလေးဘဝတုန်းကဆွဲဆောင်မှုရှိအောင်ဝတ်စားထားတဲ့အမျိုးသမီးတစ်ယောက်ကိုမတော်တဆတွေ့မြင်ခဲ့ဘူးတယ်အဲ့ဒီမြင်ကွင်းကသူ့စိတ်ထဲမှာဆွဲထင်ကြံရိပ်ခဲ့တယ်အဲ့ဒီအချိန်ကစပြီးသူကလူခန္ဓာကိုယ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုအရန်စိတ်ဝင်စားလာခဲ့ပြီးပန်းချီဆွဲခြင်းကိုစတင်လေ့လာခဲ့တယ်စူပါမားကတ်ထဲမှာသူကကောင်မလေးရဲ့ဆံပင်ကိုနားနောက်ဘက်စီညင်ညင်တာတာလေးတက်တင်ပေးလိုက်တယ်ပြီးတော့သူကသူ့ရဲ့ပုံဆွဲပုံနဲ့ခဲတံကိုထုတ်ပြီးသူမရဲ့ပုံပန်းတံထံကိုဂယုတစိုက်ပုံချမ်းဆွဲခဲ့တယ်သူကသူမရဲ့အသေးစိတ်အချက်လက်တိုင်းကိုစိတ်ရှိလက်ရှိနဲ့ပုံဖော်ရင်းအဲ့ဒီထဲမှာနစ်မျောနေခဲ့တယ်သူဆွဲပြီးသွားတဲ့အခါမှာသူကတခြားမျိုးသမီးတွေဘက်ကိုလှည့်ပြီးအဲ့ဒီလိုမျိုးပဲထက်လုပ်ခဲ့ပြန်တယ်ဒါဟာကာမစိတ်ကြောင့်မဟုတ်ပဲအမှုပညာပေါ်ထားတဲ့သူ့ရဲ့စိတ်နှမျိုးမှုကြောင့်သာဖြစ်တယ်သူ့ရဲ့ပန်းချီစွမ်းရည်ကထိတ်တန့်စစ်မှရှိပြီးပန်းချီကားတိုင်းကလည်းတိမ်မွေ့ပြီးထိမိလာပနေခဲ့တယ်နောက်ဆုံးပန်းချီကားကိုဆွဲပြီးတဲ့နောက်မှာသူကကောင်မလေးရဲ့အဝတ်အစားတွေကိုပြန်လည်ပြင်ဆင်ပေးခဲ့တယ်ဘာမှမဖြစ်ခဲ့တဲ့လိုမျိုးပုံစံဖြစ်အောင်သူကတေချာလုပ်ပေးခဲ့ပြီးတော့စူပါမားကတ်ထဲကနေထွက်သွားခဲ့တယ်သူလက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့အချိန်ကပြန်လည်စီးဆင်းသွားခဲ့တယ်လူတိုင်းကဘာမှမပြောင်းလဲခဲ့တဲ့လိုမျိုးသူတို့ရဲ့မူလအနေထားအတိုင်းပြန်ဖြစ်သွားကြတယ်